မင်္ဂလာပါရှင်အခုပြပေးတဲ့ဆွဲကြိုးလေးကကြတော့ငါမူသားဆွဲကြိုးလေးဖြစ်ပါတယ်ကြိုးလေးရဲ့ရှည်ရှည်လေးနဲ့ဖဲပွင့်လေးကိုမှဘောလုံးလောက်ကလေးပါထည့်ထားတဲ့အတွက်အရန်ကိုချစ်ဖို့ကောင်းပါတယ်နော်ငါမူသားဆွဲကြိုးလှလှလေးတွေရောက်ပါပြီချစ်စရာအရန်ကောင်းတယ်နော်ဒါလေးရရှည်လဲရှည်တယ်ဝါတဲ့သူပဲဖြစ်ဖြစ်အရက်ရှည်တဲ့သူပဲဖြစ်ဖြစ်ဒီငါမူသားဆွဲကြိုးအရှည်လေးဖြစ်တဲ့အတွက်ဝတ်လို့ရတယ်နော်ပုံမှန်ဆိုလို့ရှိရင်လောက်ကပ်ပါပြီးသားလေးတွေကအတူလေးတွေလာတာများတယ်ပေါ့နော်အရန်ဝါတဲ့သူတို့အရက်နည်းနည်းရှည်တဲ့သူတို့ဆိုလို့ရှိရင်ဝေးရတာတူတူကြီးဖြစ်တော့ကြည့်လို့မကောင်းဘူးပေါ့နော်ကိုဒီကြိုးလေးကတော့အရန်ကိုရှည်ပါတယ်ချစ်စရာလေးလည်းအရန်ကောင်းတယ်ရှင်ဖဲပွင့်လေးကိုမှဘောလုံးလောက်ကပ်လေးနဲ့ပါရှင်ကဲတွေ့လားအရှိကြီးပဲနော်အရန်လာတယ်ရှင်ကျိုးရှိရှိလေးပါပဲဝါတဲ့သူတွေအရက်ရှိတဲ့သူတွေအဆင်ပြေတယ်နော်လောက်ကပ်ပါပြီးသားလေးတူတူကက်ကလေးမကြိုက်ဘူးဆိုရင်ဒီကျိုးရှိလေးကိုအားပေးလို့ရပါပြီရှင်ပုံမှန်ဆိုရင်တော့ငါမူသားတွေကနည်းနည်းတူတာများတယ်ပေါ့နော်